မင်္ဂလာပါရှင်အိုက်ဇာ TV ရဲ့ဗမာတိုင်းရင်းသားဘာသာအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဇန်နဝါရီ28ရက်နေ့ညနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ကျွန်မအန်ကွန်မန်ဂျေလာပါမေဂျယန်ကိုလီကာရာတီကလပ်မှာကျင်းပတော့ပထမအကြိမ်မြောက်ကာရာတီပြိုင်ပွဲကိုဇန်နဝါရီ24ရက်နေ့တွင်မေဂျယန်ကိုလီခမဆောင်တွေပြုလုပ်ခဲ့ကြောင်းကျောင်းကော်မတီများထံမှသိရပါဗျ။ကာရာတီပညာသင်ယူထားသောလူငယ်များဟာမိမိကိုယ်ကိုယ်ကောက်ွယ်တက်ရန်နှင့်တိုင်းပြည်နှင့်လူမျိုးတွဲရှေ့ဆောင်လမ်းပြနိုင်သောလူငယ်များဖြစ်ဖို့ရန်နိုင်ငံအဆင့်အထိရှင်ပြိုင်ထိုးဆိုနိုင်သောကစားသမားများဖြစ်ကြရန်ရည်ရွယ်လျက်ကာရာတီပညာကိုသင်ကြားပေးကြောင်းအားကစားကော်မတီများထံမှသိရပါဗျ။ယခုပြုလုပ်တဲ့ကာရာတီပြိုင်ပွဲဟာပထမဆုံးအကြိမ်ပြုလုပ်တာဖြစ်ပြီးလာမယ့်နှစ်တွင်လည်းယခုနှစ်ထက်ပို၍စီကားတိုက်မြိုင်စွာဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းသိရပါဗျ။ပြိုင်ပွဲတွင်ကစားသမားအဆင့်နှင့်အဆင့်ရှင်ပြိုင်ကြပြီးပြိုင်ပွဲဝင်ကစားသမားအားလုံး92ယောက်ရှင်ပြိုင်ကစားခဲ့ကြကြောင်းလည်းသိရပါဗျရှင်။မြစ်ကျနာမန္တလေးကားလမ်းတစ်လျှောက်ရှိစစ်ကော်မရှင်တပ်တွင်ဟာကိစ္စနေရာယူထားပြီးခရီးတွာလာနေတဲ့ပြည်သူတွေကိုအတင်းကျပ်စစ်ဆေးမေးမြန်းတာတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ခရီးတွာပြည်သူတွေကိုအဆိုပါစစ်ကော်မရှင်တပ်တွေသတ်မှတ်ထားတဲ့အချိန်အတွင်းသာတွာလာကြရန်ပြောဆိုထားတာတွေကြောင့်တွာလာရေးပိုင်းမှာခက်ခဲနေတယ်လို့သိရပါတယ်။စစ်ကော်မရှင်တပ်ဖွဲ့မှအခုလိုအချိန်သတ်မှတ်လိုက်တာကြောင့်ကုန်ပစ္စည်းတင်ပို့တဲ့ယာဉ်တွေဟာပျက်စီးလွယ်တဲ့ကုန်များတည်ယူမိလေရက်တစ်ပတ်ခန့်ကြာတွားတဲ့အချိန်ပျက်စီးဆုံးရှုံးသွားတဲ့အခက်အခဲတွေလည်းကြုံတွေ့ရကြောင်းခရီးသည်ယာဉ်တွေထံမှသိရပါတယ်ရှင်။မြစ်ကျနာဘူတာအိုလမ်းတွေတိုက်ပွဲဖြစ်ပွားနေတာကြောင့်တပ်ပြေးသိမ်းဆောင်လာတဲ့ဘူတာအိုမြို့နယ်အတွင်းရှိစစ်ဆောင်ပြည်သူများ၏နေအိမ်များဆောက်လုပ်ပြည်စီဖို့အကူအညီလိုအပ်နေကြောင်းသိရှိရပါတယ်။ရခိုင်ကမိုးကနဲ့တေးထိုးပြီးနေရတော့လေနှစ်ကြာလာတဲ့နေ့အများအမိုးအကာများလည်းဟောင်းနှမ်းလာတာကြောင့်ကချင်နှစ်ချင်းခရီးယန်အဖွဲ့ချုပ် KBC အတင်းမှစစ်ဆောင်ပြည်သူများနေအိမ်ဆောက်လုပ်နိုင်ရန်အလူငွေများလာရောက်ထောက်ပံ့တာကြောင့်အင်ချီနေရာဝင်းကျင်ဆောက်လုပ်ပြည်စီနိုင်ခဲ့တော့လေအင်ချီအကျိုးအားငွေအကြီးအခက်ခဲကြောင့်မဆောက်လုပ်နိုင်သေးကြောင်းလည်းသိရပါတယ်ရှင်။အဆိုပါစစ်ဆောင်စကားဟာလွန်ခဲ့တော့ခုနှစ်2024ခုနှစ်မှာစ၍စစ်ကော်မရှင်တပ်နဲ့ KIA ပူးပေါင်းတပ်များကြားတိုက်ပွဲဖြစ်ပွားလာတာကြောင့်ဖုန်ငိုင်ယန်အင်စီယန်ဝါဒတီယန်ကြီးရောများမှပြည်သူများစစ်ဆောင်နေတဲ့စစ်ဆောင်စခန်းဖြစ်ပါတယ်စစ်ဆောင်အချိန်ကာလကြာလာပြီဖြစ်တော့လေစစ်ကော်မရှင်တပ်ဟာရွာတွင်းစီရေးလှုပ်ရှားမှုများအမြဲပြုလုပ်နေတာကြောင့်တပ်ပွဲများအချိန်မူရေးပြန်ဖြစ်လာမည်ကိုလည်းစိုးရိမ်နေလျက်နေရကြောင်းစစ်ဆောင်ပြည်သူတို့ထံမှသိရပါတယ်ကဲဝဆိုရမြောက်ပိုင်းတိုင်းအုပ်ချုပ်ရေးကော်မတီမှတာဝန်ယူကျင်းပပြုလုပ်ပေးတဲ့စုပေါင်းထိမ်းများမင်္ဂလာဆောင်နေပွဲအခမ်းအနားကိုတပ်အတွင်းတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းအိမ်ထောင်တွေကိုစုပေါင်းထိမ်းများမင်္ဂလာဆုတောင်းပွဲအစီအစဉ်ကိုဇန်နဝါရီ29ရက်နေ့ကအင်ကုမ်လာမှာပြုလုပ်ခဲ့ပါတယ်။နိုင်ငံရေးစီရေးအခြေအနေအမျိုးကြောင့်ထိမ်းများမင်္ဂလာပွဲမပြုလုပ်နိုင်တဲ့ကဲဝဆိုရဝန်ထမ်းအိမ်ထောင်တွေကိုတရုတ်ပင်ခရီးရန်အိမ်ထောင်များဖြစ်လာဖို့ထိမ်းများလက်ထပ်ပေးခြင်းဖြစ်တယ်လို့တာဝန်ရှိသူများထံမှသိရပါတယ်။စုပေါင်းထိမ်းများမင်္ဂလာဆောင်အတွဲ16တွဲရှိပြီးအခမ်းအနားတွင်ကော်မတီမှတာဝန်ရှိသူများဖိတ်ကြားထားတဲ့ရမီရဖများတက်ရောက်ဂုဏ်ပြုကပြုလုပ်ပြီးစီကြောင်းလည်းသိရပါတယ်ရှင်။နားဆင်ကြတော့ပြပပြည်သူများအားလုံးကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။